ဆိုကက်ကန်ပြန်လဲချိုးဆိုပါတယ်ဘောလုံးသမိုင်းမှာတောက်ပါတဲ့ဂျေဒပွင်မန်ချက်စတာယူနိုက်တက်ရဲ့အသင်းတစ်လုံးသူကတော့ဝင်းရူနီပါ16နှစ်အရွယ်အေဗာတန်ကလူငယ်လေးဟာ2004မှာကမ္ဘာစံချိန်တင်ဖြောင်းရွှေ့ခြင်းနဲ့အိုးထရဖူကိုရောက်လာခြင်းကစပြီးတမိုင်းတစ်ကိုစတင်ခဲ့ပါတယ်သူ့ရဲ့ပွဲဥဖွဲ့ပွဲမှာတင်ဟက်ထရစ်သွင်းပြီးပရိသတ်တွေကိုအားအသင့်ပဲခဲ့ပါတယ်ရူနီဆိုတာဂိုးသွင်းရုံသက်မဟုတ်ပါဘူးဘောလုံးပွဲတိုင်းကအားရင်အတင်းနဲ့တိုက်ပွဲဝင်တတ်တဲ့တကယ့်ခေါင်းဆောင်မန်ယူရဲ့စိတ်ဝိညာဉ်ပါသူဟာနံပါတ်10ဂျာစီကိုဝတ်ဆင်ပြီး73နှစ်အတွင်းပရီးမီးယားလိဖလား9ကြိမ်ချန်ပီယံလိဖလား2ကြိမ်အပါအဝင်ဖလားပေါင်းများများစွာကိုစုခုခဲ့ပါပဲအရေးကြီးဆုံးကတော့မန်ယူသမိုင်းမှာ253ဂိုးနဲ့ဂိုးအများဆုံးသွင်းယူသူအဖြစ်သူ့နာမည်ကိုမှတ်တမ်းဟီးထိုးနိုင်ခဲ့တာပါပဲခမ်းနားတဲ့အခိုက်အတန့်အနေနဲ့ဖိနှက်နေတဲ့သူ့ရဲ့သမိုင်းကြောင်းဟာမန်ယူပရိသတ်တွေအတွက်ထာဝရအမတ်ရနေရာထိနေမှာပါနောက်ထပ်ပဲကစားသမားအကြောင်းသိလိုပါသလဲကောမတ်မှာဖြိုးခဲ့နော်